ရှေးခေတ်ဒင်္ဂါပြပုံစံတိဆောက်ထားတဲ့တရုတ်နိုင်ငံကအဆောက်အဦကြီးကမ္ဘာပေါ်မှာအမြင့်ဆန်းဆုံးနဲ့အယူအဆအထူးခြားဆုံးအဆောက်အဦကိုပြပါဆိုရင်တော့ဒီကွမ်ကျိုးစာကေကိုပဲလက်ညှိုးထိုးပြရမှာပါဒီနေရာကတိုင်းမြင့်ကြီးတွေနဲ့ပုံမှန်မျိုးပြပုံရိပ်ကိုလုံးဝဖောက်ထွက်သွားတာပါဒီအဆောက်အဦဟာ138မီတာအမြင့်ရှိပြီးအထက်33တက်ပါဝင်ပါတယ်ဒါပေမဲ့သူရဲ့အဓိကအလှကလုံးဝင်းနဲ့စာဝိုင်းပုံဖြစ်ပြီးဗဟိုမှာ48မီတာအချင်းရှိတဲ့လီဟာနယ်ကြီးတစ်ခုရှိနေလို့ပါပဲအလယ်မှာပေါက်ပါတဲ့ကမ္ဘာအမြင့်ဆုံးစာဝိုင်းပုံအဆောက်အဦဖြစ်လဲသတ်မှတ်ထားတာပါဒီပုံစံကိုလူတွေကဒိုးနက်လို့လည်းခေါ်ကြပါတယ်ဒါပေမဲ့ဒီပုံစံဟာရိုးရိုးကွင်းကွင်းမဟုတ်ပါဘူးသူ့ကို special design ဆွဲထားတဲ့အီတလီပြည်သူကဂျိုဇက်တီပါစကေကအာကာတာတွေကဂိတ်တကားလို့ဒါမှမဟုတ်ရှေးဟောင်းတန်မိုးကြီးကြောက်စိမ်းပြားလို့ရည်ရွယ်ချက်ရှိဖန်တီးခဲ့တာပါဒီအဆောက်အဦကြီးတိဆောက်ထားတဲ့နေရာကပလဲမြစ်ဘေးမှာပါသူ့ကိုရေပေါ်မှာရောင်ပြန်ဟက်တာနဲ့ပေါင်းဆက်ပြီးကြည့်ရမှာဒီဒီဇိုင်းရဲ့တကယ်အထိပ္ပယ်ကိုမြင်ရမှာပါဒီအဆောက်အဦနဲ့ရေတွေကရိတ်ကိုဆက်လိုက်ရင်အဆုံးမဲ့သင်္ကေတ infinity ပုံစံဖြစ်ပေါ်လာပါသည်ဒါဟာစီးပွားရေးလုပ်ငန်းရှင်တွေအတွက်စီးစိမ်ဥစ္စာမကုန်ခန်းခြင်းကိုကုစားပြုတဲ့သင်္ကေတပါပဲဒီလိုပုံစံမျိုးသင်္ဘောနဲ့လေရင်ဖြတ်တန်းခွင့်ပိတ်ထားတဲ့ point နီမိုလိုနေရာမျိုးမှာတော့မတွေ့ရပါဘူးအဲဒီစဝိုင်းတစ်ခုပေါင်းဆက်ထားတဲ့ပုံရိပ်ဟာတရုတ်ပြည်အမြန်နှိုးဆုံးနဲ့ကံအကောင်းဆုံးနံပါတ်ဖြစ်တဲ့ရှစ်ကနန်းကိုလည်းဖော်ညွှန်းနေပြန်ပါသည်ဒါကြောင့်မလို့ဒီရုံးချုပ်မှာနေထိုင်တဲ့အလုပ်လုပ်သူတွေဟာကံကောင်းခြင်းနဲ့ချမ်းသာခြင်းကိုပဲလက်ခံရရှိမယ်လို့ယုံကြည်ကြတာပါဘဟုမှာပေါက်ပါတဲ့ပုံစံဖြစ်တာကြောင့်ရှေးခေတ်ကတန်မိုးကြီးတရုတ်ကြီးတွေငါးပြားပုံစံနဲ့လည်းတူညီနေပါသည်ဒါကြောင့်ဒီနေရာကလူတွေနဲ့ဘလောက်ပဲဝေးဝေးပတ်စံနေတော့တစ်ခါမှမဝေးဘူးလို့ထင်ရပါသည်အပြင်ဘက်ကဆောက်ဝိုင်းကြီးဖြစ်နေတော့အတွင်းပိုင်းရုံငန်းတွေဘလို့အသုံးချလဲဆိုတာကိုစိတ်ဝင်စားမိမှာပါဘီသူကပညာရှင်ကအပြင်ဘက်ကိုတော့အထက်ကပြောခဲ့တဲ့သင်္ကေတတွေရဖို့ဆောက်ဝိုင်းကြီးဖန်တီးလိုက်တယ်ဒါပေမဲ့အတွင်းပိုင်းရုံငန်းတွေကိုတော့အလုံးလုံးရအဆင်ပြေစေဖို့ပုံမှန်တောင်းမှန်ပုံစံတိုင်းပဲဆောက်ထားတာပါဒါကြောင့်အပြင်ကကြည့်ရင်အမှုပညာအတွင်းကကြည့်ရင်တော့အသုံးဝင်တဲ့ရုံငန်းဖြစ်နေပါသည်ဆိုတော့ကွမ်ကျိုးစာကေဆိုတာကမ္ဘာကြီးဆုံးလက်စွပ်တစ်ခုလိုပုံစံပါဒါပေမဲ့ရိုးရိုးလက်စွပ်မဟုတ်ပါဘူးစီးစိမ်ဥစ္စာအောင်မြင်မှုနဲ့အဆုံးမဲ့ခြင်းကိုဖော်ညွှန်းနေတဲ့ကံကောင်းခြင်းလက်စွပ်ပဲဖြစ်ပါသည်တကယ်လို့လူကြီးမင်းသားဒီအဆောက်အဦကိုရောက်သွားမယ်ဆိုရင်တော့သူ့ရဲ့ခန်းနားရဲ့ဒီဇိုင်းကြောင့်အံ့ဩသွားရမှာဖြစ်ပြီးဒီနေရာကဘလောက်ပဲစီးစိမ်ဥစ္စာနဲ့ပြည့်နေပါစေလူကြီးမင်းရဲ့ဗန်စီရင်လောက်တော့ပတ်စံမများနိုင်ဘူးလို့ထင်ပါသည်မိခိုးရောင်ကောင်းကင်ဟောက်ကကမ္ဘာအကောင်းဆုံးအစားအသောက်မျိုးတော့ဒီမျိုးကသူမရဲ့အေးဆက်ဆက်အလှတရားနဲ့ပူပြင်းတဲ့အစားအသောက်ရတာကိုပေါင်းစပ်ထားတဲ့မျိုးတစ်မျိုးပါဒါကတော့ပီရူးနိုင်ငံရဲ့နှလုံးသားလီမာပါပဲလီမာကိုကမ္ဘာပေါ်မှာဘယ်မျိုးနဲ့မှမတူတဲ့မျိုးတစ်မျိုးလို့ပြပါဆိုရင်တော့အခုပြထားတဲ့ရာသီဥတုကိုပဲလက်ညှိုးထိုးပြရမှာပါဒီမျိုးကပူပြင်း6သွေးတဲ့ကန်ယူရန်သေးကန်နေရာစုံထဲမှာတည်ရှိပါသည်ဒါပေမဲ့သူ့မှာထူးခြားတဲ့အားနည်းချက်တစ်ခုရှိပါသည်အဲ့ဒါကစူထိုင်းစာပါလီမာဟာတစ်နှစ်ပတ်လုံးပူပြင်းတဲ့နေရောင်ခြည်နဲ့အကျွမ်းတဝင်းမရှိပါဘူးဆောင်းထဲမှာဆိုရင်ဂါရူဝါလို့ခေါ်တဲ့ဆူဆူထူရက်တဲ့ကန်ယူရန်မြူရူကြီးတွေကကောင်းကင်တစ်ခုလုံးကိုလုံးဝဖုံးလွှမ်းထားပါသည်သူမစကားမပြောတဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်သွားသလိုမျိုးပဲဒီမျိုးကလည်းပဲမိခိုးရောင်နဲ့ဆူဆူမှုအောက်မှာတိတ်ဆိတ်ငြိမ်သက်နေပါသည်ဒီလိုထူးဆန်းတဲ့ရာသီဥတုရှိနေပေမဲ့လီမာနဲ့ကက်လီယက်မြို့တွေပေါင်းထားတဲ့မြို့ပြဧရိယာမှာလူဦးရေ10တန်းကျော်နေထိုင်ကြတယ်ဒါကပီရူးနိုင်ငံလူဦးရေရဲ့3ပုံ1ပုံလောက်ရှိပြီးရန်ကုန်မြို့ရဲ့လူဦးရေထက်2ဆလောက်များတာပါသူမနဲ့ဝေးချင်ပေမဲ့ဝေးလို့မရတဲ့ကျွန်တော်တို့လိုပဲဒီလူတွေကဒီမျိုးကိုပဲတိုးဝေလာနေကြပါသည်ဒီမျိုးရဲ့နေရာအနှံ့မှာနှစ်ပေါင်း400ကျော်သက်တမ်းရှိပြီဖြစ်တဲ့သမိုင်းနဲ့ယဉ်ကျေးမှုတွေကမြုပ်နှံနေပါသည်စပိန်ရဲ့အချက်အခြာ1535ခုနှစ်မှာ Francisco Pizarro ဆိုတဲ့စပိန်လူမျိုးကတည်ထောင်ခဲ့ပြီးတစ်ချိန်ကတောင်အမေရိကရဲ့အကြီးမားဆုံးအာဏာဗဟိုချက်မှဖြစ်ခဲ့ပါသည်ကိုလိုနီခေတ်ရဲ့ခမ်းနားမှုအစစ်အမှန်တွေကိုမြို့လေကပလာဇာမီယာပတ်လည်မှာတွေ့ရမှာပါမြို့လေကဆန်ဖရန်စစ္စကိုဘုံကြီးကျောင်းကိုရောက်ရင်ဘာသာရေးအဆောက်အဦအောက်မှာလူပေါင်း2000ခွဲကျော်ရဲ့အယူစုတွေထိမ့်သိမ်းထားတဲ့ကာတာကုန်းလို့ခေါ်တဲ့မြေအောက်သေးချိုင်းကိုသွားလေ့လာသင်ပါသည်ကြည်ဘူးသမျှအထိတ်တလန့်ဇာကားတွေနဲ့ဝေးပေမဲ့တေချင်းတရားနဲ့နီးစပ်လွန်တဲ့ခန်းစားချက်ကိုရစေမှာပါဒီမျိုးကိုတမိုင်းဝင်နေရာတွေကြောင့်မှတ်မိခြင်းမှမှတ်မိပါလိမ့်မယ်ဒါပေမဲ့အစားအသောက်ကြောင့်တော့ဘယ်သူမှမိမှာမဟုတ်ပါဘူးအစားအသောက်မျိုးတော့အဖြစ်သတ်မှတ်ခံထားရတဲ့ဒီမျိုးမှာပီရူးရဲ့တောင်ကန်ယူရန်တစ်တော်ဒေသ3ခုကပါဝင်ပစ္စည်းတွေနဲ့စပိန်ဂျပန်တရုတ်အာဖရိကစတဲ့နိုင်ငံသားတွေရဲ့ခြံနီးပေါင်းစုံပါဝင်တဲ့ဖန်တီးမှုတွေကိုမြည်ဆန်းရပါမယ်ငါးစိမ့်ကိုတမ်းမြာရေးကျက်သွန်နီနဲ့ဆက်ထားတဲ့ CV ချီဟာဒီမျိုးရဲ့လက်မှတ်ပါပြီးတော့ဒေသခံဝိညာဉ်အရက်ဖြစ်တဲ့ Pisco Sour ကိုလည်းပဲမတောက်ရမနေနိုင်ဖြစ်သွားပါလိမ့်မယ်အာယုံခံစားမှုအလုံးကိုနှိုးဆွပေးမဲ့ကမ္ဘာထိပ်တန်းစားတောက်ဆိုင်တွေကိုလည်းဒီမှာတွေ့ရမှာပါလီမာဟာရှေးဟောင်းထီးကျန်မှုနဲ့ခင်မီတိုးတက်မှုကြားမှာဟန်ချက်ညီနေတဲ့မျိုးပါခင်မီပြီးဈေးကြီးတဲ့ Miraflores ရက်ကွက်ရဲ့အလယ်မှာရာစုနှစ်ပေါင်းများစွာသက်တမ်းရှိပြီးအုံညက်တွေနဲ့တိဆောက်ထားတဲ့ရှေးဟောင်းပီရမစ်အပြည့်အစည်းတွေကိုတွေ့ရမယ်ခင်မီမှုရဲ့အလယ်မှာတမိုင်းရဲ့အထီးကျန်မှုကိုအားကောင်းစေတာပါ Miraflores မှာပဲ Pacific သမုဒ္ဒရာကိုမြင်နေရတဲ့အချစ်ပန်းခြံကိုလည်းသွားတယ်မာရီ ဒီ
ဒီနေရာကကန်ယူရန်လေပြင်းနဲ့လိုင်းစီးသမားတွေကိုကြည့်ရင်အပန်းဖြေလို့ရတဲ့နေရာတစ်ခုဖြစ်ပါသည်